အားလုံးပဲမင်္ဂလာပါကျွန်တော်ချမ်းမြေတော့ပါဒီနေ့မှာတော့လူတိုင်းရဲ့ငယ်ဘဝအငှက်တရထူတဲ့ Jim Carrey ရဲ့နာမည်ကြီး The Mask စကားကိုပြန်ဖြောပြပေးသွားမှာပါဇလန်အစမှာတော့ Stanley Ipkiss ဆိုတဲ့ဘန်ဝန်ထမ်းလေးကိုတွေ့ရမှာပါသူကအရန် UEB သဘောကောင်းလို့တော့ပဝန်းကျင်ကလူတိုင်းရဲ့အနိုင်ကျင့်တာကိုခံနေရသူပါတရက်မှာတော့သူ့ဘန်ကိုတီနာဆိုတဲ့အရန်လာအိမ်မိန်ကလေးတယောက်ရောက်လာပြီးအကူကြီးတောင်းရကနေ Stanley တယောက်သူမကိုပထမဆုံးအချိန်မြင်ချင်းချစ်မိသွားပါတယ်ဒါပေမဲ့တကယ်တော့တီနာဟာလူမိုက်ခုံကောင်းဆောင်ဒိုရီယန်ရဲ့ရီစာထိပြီးဘန်တဲကငွေတိုက်ခန်းကိုခိုးရိုက်ဖို့လာတာပဲဖြစ်ပါတယ်အဲ့ဒီညမှာပဲစတန်လီရဲ့ကားအစုပ်လေးကတန်တားပေါ်မှာပြတ်သွားပြီးသူကကန်ဆူးမှုတွေနဲ့ကြုံနေရပါတယ်အဲ့ဒီအချိန်မှာမြေထဲမှာလူတစ်ယောက်နစ်တဲ့အထင်းနဲ့ဆင်းကေယာကနေထူးဆန်းတဲ့တစ်သားမျက်နှာဖုံးတစ်ခုကိုကောက်ရခဲ့ပါတယ်အိမ်ပြန်ရောက်လို့ဆက်ဆူချင်းစိတ်နဲ့အဲ့ဒီမျက်နှာဖုံးကိုမျက်နှာမှာကက်ကြည့်လိုက်တဲ့အခါမှာတော့တခါမှမမြင်ဘူးတဲ့ထူးဆန်းတဲ့စွမ်းအင်တွေပေါက်ကွဲထွက်သွားပြီးစတန်လီတယောက်အစင်းရောင်မျက်နှာနဲ့ဘာမဆိုလှုပ်လိုက်တဲ့တီမတ်ဆိုတဲ့ကာသွမ်းစကောင်းကြီးဖြစ်ပြောင်းလဲသွားပါတော့တယ်ဒီမျက်နှာဖုံးကလူတယောက်ရဲ့ရင်ထဲမှာဖုံးကွယ်ထားတဲ့စရိုက်တွေကိုအပြင်ကိုဆွဲထုတ်ပေးနိုင်တဲ့အစွမ်းရှိတာပါတီမတ်အဖြစ်ပြောင်းလဲသွားတဲ့စတန်လီဟာအရင်ကသူ့ကိုနှိမ်ခဲ့တဲ့အိမ်ငှားခေါင်းပုံဖြတ်အဖွာကြီးနဲ့ကားပင်ဆိုင်ရာတွေကိုကာသွမ်းဆန်ဆန်ပညာပေးခဲ့ပါတယ်နောက်ပြီးတီနာကိုဆွဲဆောင်နိုင်ဖို့အတွက်ပတ်စံတွေအများကြီးလိုတာကြောင့်သူအလွတ်လွတ်တဲ့ဘန်ကိုပဲဝင်ပြီးဓားပါတိုက်ခဲ့ပါတယ်တိုက်ဆိုင်ဆိုင်မဲ့အဲ့ဒီအချိန်မှာဒိုရီယန်တို့လူမိုက်အဖွဲ့ကလည်းဘန်ကိုလာတိုက်တာမို့ဒီမတ်ကသူတို့ထပ်အရင်ဦးအောင်ယူသွားတာကြောင့်ဒိုရီယန်နဲ့ရန်ညိုးစတင်ခဲ့ပါတယ်ဒီမတ်ဟာကလပ်တစ်ခုမှာတီနာနဲ့အတူကပြဖြောဖြစ်ခဲ့ပြီးမြို့တစ်မြို့လုံးကိုစူးညံ့ပွက်လောရိုက်စေခဲ့သလိုရဲတွေကိုလည်းရဲစရာကောင်းတဲ့ပုံစံမျိုးစုံနဲ့အလျက်စားခဲ့ပါတယ်ဒါပေမဲ့ဇက်ရှင်တက်လာတဲ့အချိန်မှာတော့စတန်လီကိုရဲတွေကတန်တရားဝင်လာသလိုလူမိုက်ဒိုရီယန်ကလည်းမျက်နှာဖုံးကိုအတင်းအတက်မှလူယူသွားပါတယ်ဒိုရီယန်ကမျက်နှာဖုံးကိုတက်လိုက်တဲ့အခါမှာတော့စတန်လီကိုရဲစရာကောင်းတဲ့သူမဟုတ်ပဲကြောက်စရာကောင်းတဲ့ဘီလူတတဝါကြီးထည့်သွားပါတယ်စတန်လီတယောက်အချုပ်ထဲရောက်သွားပြီမဲ့သူ့ရဲ့တစ္ဆာရှိခွေးလေးမိုင်လိုကခုံပေါက်ပြီးတော့ကိုလူယူပေးလိုက်လို့ထောင်ထဲကနေထွက်ပြေးနိုင်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဒိုရီယန်ကတီနာကိုပြန်ဖေးဆွဲပြီးကလပ်တစ်ခုမှာဖုံးခွဲဖို့လုပ်နေလာကိုစတန်လီကတာစီးဖို့ရောက်လာပါတယ်နောက်ဆုံးအခန်းမှာတော့စတန်လီကမျက်နှာဖုံးကိုပါးနှက်စွာနဲ့ပြန်လွတ်ယူနိုင်ပြီးဒီမတ်အဖြစ်ပြန်ပြောင်းလဲပြီးဒိုရီယန်တို့အဖွဲ့ကိုတယောက်ထဲနဲ့နှိမ်နှင်းခဲ့ပါတယ်။ပောက်ကွဲခန်းနီဖုံးကိုလည်းအာဟာရဖြည့်အောင်ဝါစားပစ်လိုက်သလိုဒိုရီယန်ကိုလည်းရေစိုးမျက်နှာနယ်ကိုဖလိတ်အိပ်ပြီးနှိမ်နှင်းလိုက်ပါတယ်။အားလုံးပြီးသွားတဲ့အခါမှာတော့စတန်လီဟာမျက်နှာဖုံးမရှိလဲသူဟာလူစွမ်းကောင်းတယောက်ခင်နိုင်တယ်ဆိုတာကိုသိသွားပြီးမျက်နှာဖုံးကိုမြစ်ထဲပြန်လွှင့်ပစ်လိုက်ပါတယ်။သူနဲ့တီနာတို့လည်းပျော်ရွှင်စွာနဲ့နန်းရှုံပြီးဇလန်လေးကပြီးဆုံးသွားပါတယ်။